Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျွန်မကထမင်းဘူးလေးနဲ့တွဲစားလို့ရှိရင်ရန်ကုန်မှာကောင်းတဲ့ကြက်ဥကြော်ချက်ကလေးချက်စားမှာဖြစ်ပါတယ်ရှင်ဒါလေးရပေါ့နော်ပတ်စံလဲငွေကုန်ကြီးကြတက်တာပြီးတော့ရန်ကုန်မှာစားလို့ကောင်းတဲ့ဟင်းလေးဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်မကကြက်ဥလေးတွေကိုဖောက်ပြီးတော့ထည့်ပါမယ်ရှင်ပြီးတာနဲ့သူ့ထဲကိုစားလေးအနည်းငယ်ထည့်ပြီးတော့အားလုံးကိုမှွေပါမယ်ရှင်မွေပြရနဲ့ဒီရချက်ဖို့အတွက်ကျမတို့လိုအပ်တာလေးကြက်သွန်နီးကြက်သွန်ဖြူခင်းချင်သည်လိုအပ်ပါတယ်ရှင်ပြီးရင်တော့ကျမတို့ကြက်သွန်ဖြူကြက်သွန်နီးလေးတွေကိုထောင်းပါမယ်ရှင်ကြက်သွန်ဖြူကြက်သွန်နီးလေးရဲ့ထောင်းပြီးခင်းချင်သည်လေးလည်းလှီးပြီးဆိုရင်တော့ကျမတို့စချက်ဖို့ပြင်ပါမယ်ရှင်အရင်ဆုံးကျမကစီအိုးလေးတဲပါမယ်စီလေးတွေကျက်လာပြီဆိုတာနဲ့ကျမကကြက်ဥလေးထည့်မယ်ပေါ့နော်ကြက်ဥလေးတွေကိုဟိုဘက်ဒီဘက်လှမ်းပြီးလို့ရှိရင်တော့ကျမတို့ကြက်ဥလေးကကြက်ပြီးဖြစ်ပါတယ်ရှင်ကြက်ဥလေးလဲကြက်ပြီးဆိုရင်ကျမတို့ဒီရချက်ဖို့အတွက်ပြင်ပါမယ်ရှင်အရင်ဆုံးစီတက်ပါမယ်ကြက်သွန်နီးကြက်သွန်ဖြူတို့ထည့်ပြီးတော့ကျမတို့အရင်ဆုံးလွမ်းလာသည့်အထိကြော်ပေးရပါမယ်ရှင်ကြက်သွန်နီးကြက်သွန်ဖြူလေးတွေလွမ်းလာပြီဆိုရင်တော့အရသာထည့်ပါမယ်နနွေးအနှင်းငယ်ပြီးရင်တော့ကျမငပိနှင်းငယ်ထည့်ပါရရှင်ပြီးတော့ခင်းကြီးတီလေးတွေထည့်ပါမယ်ထည့်ပြီးတော့အားလုံးကိုမှီပါမယ်ရှင်နောက်ထပ်အရသာထည့်ပါမယ်ရှင်အရသာအတွက်ကအရသာမုံအနှင်းငယ်စားအနှင်းငယ်ပြီးရင်ငံပြာကြီးအနှင်းငယ်ထည့်ခဲ့ပါရရှင်ပြီးတော့ကျမတို့အားလုံးကိုသမအောင်မှွေပါမယ်ပြီးတော့ကျမကဒီခင်းညီသီးလေးတွေကိုသမအောင်မှွေပြီးရနဲ့သူ့အားလုံးကိုကြည့်အောင်ခြေပါမယ်ရှင်ကြက်ဥလေးတွေကိုအခုလိုမျိုးညှက်ထားပါမယ်ရှင်ခင်းညီသီးလေးတွေကိုရေးထည့်ပြီးတော့အနှင်းငယ်ထည့်ပြီးတော့ခြေလိုက်ပါတယ်အခုလိုမျိုးလေးအားလုံးကြည့်ပြီဆိုရင်တော့စောစောကရေစိမ်ထားတဲ့မကြည့်သီးမယ်လေးထည့်လိုက်ပါရှင်ထည့်ပြီးရနဲ့ရေလေးအနှင်းငယ်ခန်းလာပြီဆိုတာနဲ့ခုနကညှက်ထားတဲ့ကြက်ဥကြော်လေးတွေစားထည့်လို့ရပါပြီရှင်နောက်ဆုံးအနေနဲ့ကျမကသူ့ထဲကိုငရုတ်သီးချမ်းလေးတွေချမ်းပြီးတော့ထည့်လိုက်ပါတယ်ရှင်ငရုတ်သီးစိမ့်လေးတွေအနှင်းငယ်ထည့်ခဲ့ပါတယ်ရှင်အခုဆိုရင်တော့အရသာအရန်ရှိတဲ့ကြက်ဥကြော်ချက်ကလေးရပါပြီရှင်အားလုံးပဲစားကြပါအောင်ရှင်ကျမတော့ဒီနေ့ဒီဟင်းလေးတစ်မျိုးလေးနဲ့ပဲစားခဲ့တယ်ပေါ့နော်အရန်ကိုမှကောင်းပါတယ်ရှင်အားလုံးပဲချက်စားကြည့်ပါလို့ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေလို့ကျမကဆုမွန်ကောင်းတောင်းဝေးလိုက်ပါတယ်ရှင်အားလုံးပဲ see you bye bye